မင်္ဂလာရှိတဲ့နေ့သေးလေးမှာချစ်ချင်းမြတ်တာတွေနဲ့ကျမ်းမာပျော်ရွှင်စွာအေးချမ်းသာရသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေသူတစ်ပါးတွေကိုလည်းအပူတွေမပေးနိုင်ကြသလိုသူတစ်ပါးတွေစီကလည်းအပူတွေကိုမရရှိကြပါစေနှင့်သူတစ်ပါးကိုဒုက္ခတွေမပေးနိုင်ကြသလိုသူတစ်ပါးတွေရဲ့ဒုက္ခတွေကိုလည်းပဲမရရှိကြပါစေနှင့်သူတစ်ပါးတွေကိုကောင်းသောအမြင်တွေနဲ့မြင်ပေးနိုင်ကြသလိုသူတစ်ပါးတွေကလည်းကောင်းသောအမြင်နဲ့ကြည်ညိုခြင်းကိုခံစားနိုင်ကြပါစေသူတစ်ပါးတွေကိုမေတ္တာထားနိုင်ကြသလိုသူတစ်ပါးတွေရဲ့မေတ္တာထားခြင်းကိုလည်းပဲရရှိခံစားနိုင်ကြပါစေသူတော်ကောင်းတွေရဲ့မေတ္တာစွမ်းများရရှိခံစားကြတာတိုင်းသူပြည်သားကဘာလူကဘာသာတတဝအများတို့သည်လေအေးချမ်းသောငြိမ်းချမ်းခြင်းတွင်နေသာယာပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေနိတ္တမစပြီးတော့အပြည့်ကင်းတဲ့ချစ်ခြင်းမေတ္တာကုသိုလ်တရားတွေနဲ့ပြုလုပ်ခါပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေအားလုံးပဲမင်္ဂလာပါရှင်လာမယ့်2026ကိုလည်းအားလုံးပဲပျော်ရွှင်ခြင်းအေးချမ်းခြင်းငြိမ်းချမ်းခြင်းတွေနဲ့ကြိုဆိုကြရအောင်ရှင်